ဆိုတော့စီစဉ်မှုတွေနောက်တစ်ဆင့်ဟုတ်ဆွေးနွေးသွားနိုင်တယ်ဒါတွေချန်ဘုတ်လာဝယ်တဲ့ဝေကြီးပြန်ပြီးတော့လိုတဲ့ချက်လက်တွေကောင်းပြီးတော့ပြောလို့ဆိုတော့ချက်လက်တွေဒါရဲ့ဒီပါမယ်ပြီးရင်သုံးသက်ပြီးနိုင်တယ်ကျွန်တော်တို့ဒီနေ့တွေအကျော်ပေါ့ဗျာဒီလိုက်ဘေးဟိုးလေးတွေမေးဖို့ရှိတယ်ပါဝင်ပြီးဖြည့်ပြီးဖို့ညစ်တိုင်းရိုက်ခတ်ပါတယ်ကျွန်တော်တို့ကစိတ်စိုက်ကွန်နဲ့ပတ်သက်တဲ့ဘေးဟိုးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်ကိုလူပို့ဝဲပဲထင်တယ်လေတဲ့အဲ့ဒါတော့အဖြေကတော့ကျွန်တော်3ယောက်ပေါ့နော်ဖြေဆိုဖို့3ယောက်မတက်ထားပြီပါ3ယောက်နဲ့3ယောက်ပဲGood sponsor Jake Properties အတွက်တိုက်ရိုက်ကွန်ပျူတာလက်ခံတဲ့အတူကျွန်တော်တို့တွေကွန်ပျူတာကြပါစို့လားရှင်ကျွန်တော်တို့အတင်းကြီးပြည့်စုံအများနဲ့အမှတ်တရများစွာနဲ့အတူကျွန်တော်တို့တွေတရားပေးကြတဲ့သူတွေမပြင်းပြရအောင်ခုလိုမျိုးပြောရှင်နဲ့ဒီကောင်းလေးတွေနဲ့အတူ brainstorming နဲ့ activity လေးဆောင်ရွက်ပေးတာပဲဖြစ်ပါတယ်တကယ်ကိုကျေးဇူးတင်ရှိပါတယ်ရှင်